တရားပွဲတစ်ပွဲကိုသိန်းရာနဲ့ချီပြီးယူသွားတယ်ဟာအဲ့ဒါမင်းတို့စောက်လို့လားအဲ့တောက်ဆန်တွေကမင်းတို့စောက်လို့လားဘယ်အတွက်လဲဘယ်ကိုပြန်သုံးလဲဘယ်စစ်ဘေးဒုက္ခတွေကိုပြန်သုံးလားဘယ်သာတင်ကြောင်းတွေပြန်ဆောက်လဲဘယ်သာတင်ကြောင်းတွေသွားဆောက်လဲအဲ့တောက်ဆန်တွေနဲ့ခက်တက်လက်ဝယ်သီးရမလားကားကောင်းသားတွေဝစ်တောက်ကားတွေဝယ်သီးရမလားဘုံကြီးလောဘခမရလဲဘာများမှတ်နေလို့လဲဘုံကြီးလောဘလူလောဘတဲ့သိုးတယ်ကားမရှိရင်မဲတက္ကမတွေကိုပတ်ညော်နေတာရရရတယ်ဘာဆိုင်လို့သူနဲ့ကားနဲ့ဘာဆိုင်လို့ဘာလုံးလို့လူတွေလည်းမသိဘူးဘုံကြီးကကားညော်နေဆိုရင်ကားပူစားတယ်ဆိုရင်ကားရအောင်ကဝစ်တောက်တတိဝယ်ပြီးဖန်တီးပေးလိုက်တယ်အဲ့ဘုံကြီးတွေကိုလိုတိုင်းတရအောင်ပေးနေတာကအဲ့စောက်နာလပိန်တုံးမျိုးဘာသာသာသနာချင်းမိထားတယ်နိဗ္ဗာန်မဖို့ရက်တူတူနဲ့ရောက်မယ်လို့ထင်နေတဲ့ထင်အောင်လည်းပြောထားတာဟုတ်ဗျဘုံကြီးတွေကထင်အောင်လည်းပြောထားတာဟုတ်ထင်နေတဲ့စောက်ဘောတောသူတောင်သားစောက်အုံနောက်မရှိတဲ့နာလပိန်တုံးပြည်သူပဲ